အားလုံးမဲမင်္ဂလာပါဗျ။ Mystery File မြန်မာနဲ့ပြတဲ့ချူစလိုက်ပါတယ်။နေ့ကျွန်တော်ပြပြတော့ပြီးမြဲအကြောင်းလေးကတော့စေစုပြိုကြောင်းပြေးလဲသွားတယ်။မှုခင်တကူအကြောင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။စေစုပြိုကိုဒီထဲမှာမင်းကားရတာလို့ပြောရင်လည်းမမားပါဘူးဗျ။ Get intro လေးပြီးစလိုက်ကြအောင်။နိုဝင်ဘာလ29ရက်2019နောက်ခိုင်ကိုလူမျိုးနဲ့တိလန်ကဒါစီယုံမှာစွာတိဆိုတဲ့မြို့သမီးတို့ကလူတယောက်ကိုခေါ်လာခဲ့ပါတယ်။အဲလူရဲ့မျက်နှာအလောင်းကျွဲပြီးနာကျင်နဲ့အော်ခင်းနေတာကိုတွေ့ရပါတယ်။စီယုံမှာရှိတဲ့လူတွေအားလုံးလည်းဒီမြင်ကွင်းကိုမြင်ပြီးထိတ်လန့်နေကြပါတယ်။စကားတော့ကောင်းကောင်းမပြောနိုင်ပဲလန့်နေတဲ့စွာတိကထိုလူကသူမကြီးခေမို့စတာကရတီခေကြောင့်စီယုံကသူနာပြုတွေကိုပြောပြခဲ့ပါတယ်။သူမကြီးခေမုံကိုတခုတချို့ကတည်းကတိုက်ပြီးတော့တစီနာမီမီရှုခဲ့တာလို့ပြောပြခဲ့ပါတယ်။သူနာပြုတွေကလည်းတခါတည်းသူ့ကိုရေးပေါ်ခံတဲ့ခေါ်ပြီးကုသရေးကိုစားခဲ့ပါတယ်။ရန်နန်းရဲ့ကြားတဲ့အခါစတာကရရဲ့ကျမ်းမာရေးကနန်းရဲ့ကောင်းလာပါတယ်။ဒါပေမဲ့မျက်နှာကတော့ရန်ကိုလောင်ကျွမ်းသွားခဲ့ပါပြီ။ဆရာဝန်တွေကမျက်နှာကိုပြုပြင်မှုပဲဆွဆွရီလောက်ရမယ်လို့ပြောခဲ့ပါတယ်။စွာထီးတဲ့သဘောတူခဲ့ပါတယ်။ကုန်ကြစည်များပြီးမဲ့လေစတာကကရှိပါရဲ့တမတယောက်ဖြစ်တာကြောင့်ဝေကြီးအတွက်စိတ်ပူကြမလို့ခဲ့ပါဘူး။စွာထီးကမိသားစုတွေကကြောင်းစားခဲ့ပါတယ်။အဲဒီနောက်စတာကရဲ့အမေနဲ့အကူဖြစ်သူဆူရင်ဒါနဲ့တခြားသောမိသားစုဝင်တွေကစေယုံကိုရောက်ခဲ့ကြပါတယ်။သူတို့တွေလည်းရောက်လာတော့စတာကရဲ့မျက်နှာတစ်ခုလုံးပတိစစ်ထားလာကိုမိတွေ့လိုက်ရပါတယ်။စတာကကစကားပြောခြင်းမိမဲ့လေလောင်ထားတဲ့တရားကလည်းဘင်းသားထီရောက်နေတဲ့အတွက်ကြောင့်အတတ်တော်မနေရှုနေရပါတယ်။ရန်နန်းရဲ့ကြားလာတဲ့အခါစတာကရဲ့ကျမ်းမာရေးတဖြည်းဖြည်းချင်းကောင်းလာပါတယ်။အဲဒါကြောင့်ဆရာဝန်ကသူ့ကိုအာဟာရဖြစ်မဲ့အရေးလူကိုတောင်းဆောင်မှုပြောခဲ့ပါတယ်။ဒီအချိန်မှာဇလန်ကစားရှိုးလာပါတော့တယ်။စတာကရဲ့ကြိုက်ဆုံးဟင်းကစေတာဟင်းရီပဲဖြစ်ပါတယ်။အဲဒါကြောင့်စတာကရဲ့အမေကသူ့အတွက်စေတာဟင်းရီကိုချက်ပြုတ်ပြီးယူခဲ့ပေးပါတယ်။သူစေစုပြောကြတဲ့ကိုမိသားစုဝင်အားလုံးနေပါကတည်ပါတယ်။ဟန်ဝါစရာကစတာကသူ့အမေယူခဲ့ပေးတဲ့စေတာဟင်းကိုထီကိုမထီခဲ့ပါဘူး။အမေနဲ့ကိုကတိုက်တွန်းခဲ့တော့လေသူတစုံမှပဲမတောက်ခဲ့ပါဘူး။အကိုဖြစ်သူကစိတ်ထဲတစ်မျိုးဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုသူညီကစေတာဟင်းကအကြိုက်ဆုံးပဲဖြစ်ပါတယ်။ပြောရရင်ဒီလိုအချိန်မှလူတယောက်ကသူ့ရဲ့အကြိုက်ဆုံးဟင်းကိုစားကြမှာပဲ။ဒါပေမဲ့စတာကထီတော့မထီခဲ့ပါဘူး။အဲဒီအချောင်းကဆိုရင်တော့ကိုတန်တရားနိုင်ငံဝင်လာစေခဲ့ပါတယ်။ဒါပေမဲ့ဆိုရင်တော့ဘသူ့မှမပြောပြခဲ့ပါဘူး။စတာကရဲ့မျက်နှာမှာ30ခိုင်နှုန်းထက်လောင်ရှမ်းတာပေးမယ်လေ။စမိုင်မှာတော့တော်လေးကောင်းလာခဲ့ပါလေ။ဆိုရင်တော့ကသူညီရဲ့နေပုံထိုင်းမုံစားဖို့ကြွားပုံလာပုံလေးပြောင်းလဲသွားလာကိုတတိထားမိပါတယ်။ပြောရရင်မျက်နှာတစ်ခုတည်းမကပဲလူတစ်ယောက်လုံးပြောင်းလဲသွားလာကိုခံစားနေရပါတယ်။ဒီအချက်တွေကိုကြည့်ပြီးဆိုရင်တော့မတန်နေရတွေဝင်လာပြီးဘသူ့ကိုမှမပြောပဲရဲစခန်းကိုတွားခဲ့ပါတယ်။ရဲတွေကိုဖိပြက်ခဲ့ရတယ်အားလုံးကိုပြောပြခဲ့ပါတယ်။သို့တော်လည်းစွာထီးကရဲတွေကိုတိုင်ကြားခြင်းမရှိဘူးဆိုတာကိုသိခဲ့ရပါတယ်။ရဲတွေကိုသူညီရဲ့အကြိုက်ဆုံးဖြစ်တဲ့ဆေးစုပြုတ်မတော့ကြောင်းလည်းပြောခဲ့ပါတယ်။ရဲတွေကဆိုရင်တော့ဘာကိုပြောရင်လဲဆိုတာကိုနားမလည်ခဲ့ကြပါဘူး။ပြောရရင်စုပြုတ်လေးပဲမတော့တာကိုဘာပြေလုံးမိလို့လဲပေါ့။အဲ့ဒါနဲ့ဆိုရင်တော့ကသူရဲ့တန်တရားရှိရဲ့အကြီးဆုံးတစ်ချက်ကိုပြောပြခဲ့ပါတယ်။စီယိုမှာရှိတဲ့လူကသူညီမဟုတ်ကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒါကိုကြားပြီးရဲတွေလည်းအံ့ဩခဲ့ပါတယ်။ဒီရဲတွေကလည်းစူဇန်နေလာကြီးကိုစားခဲ့ကြပါတယ်။စူဒါကဟိုမဟုတ်တီးဘူးဆိုတာတနည်းပဲရှိခဲ့ပါတယ်။အဲ့ဒါကတော့လက်ပွေပဲဖြစ်ပါတယ်။စီယိုမှာရှိတဲ့စူဒါကစီယာတနည်းနည်းနဲ့လက်ပွေကိုရအောင်ယူခဲ့ပါတယ်။ထိုလက်ပွေနဲ့စူဒါကရဲ့လက်ပွေနဲ့ခုနိုင်ရှင်ကြည့်လို့လက်ပွေတွေကတူမနေကြပါဘူး။အဲ့ဒါဆိုရင်တော့ပြောလာမှန်ခဲ့ပါတယ်။စီယိုမှာရှိတဲ့လူကသူညီစူဒါကမဟုတ်ခဲ့ပါဘူး။အဲအကြောင်းကိုတီးပြီးတော့စူဒါကရဲ့မိသားစုတစ်ခုလုံးအံ့ဩသွားခဲ့ရပါတယ်။ဟလာဆိုစူဒါကကပဲမှလည်းပြီးတော့စူဒါကနီယာမှာရှိတဲ့စီယုံကလူကဘသူလဲပြီးတော့စွာထီကအဲ့လူကိုဘာလို့သူမကြီးထေမို့စတာကပဲဖြစ်ကြောင်းပြောနေရလာတယ်။အဲ့ဒီမိကိုနေအားလုံးရဲ့အဖြစ်အတွက်စွာထီကိုရဲစကန်ခေါ်ရင်မြင်မြန်ခဲ့ပါတယ်။အစားကတော့ညင်းခဲ့ပေမဲ့ဖီယာနဲ့နေပြီးတော့အားလုံးကိုပြောပြခဲ့ပါတယ်။သူပြောတဲ့အကြောင်းကိုရဲရီကလောင်ကြားပြီးအံ့ဩခဲ့ပါတယ်။ကဲအနှုံးနဲ့တွားလိုက်ကြရအောင်။2014မှာစွာထီနဲ့စူဒါကရိုလက်ထပ်ခဲ့ကြပါတယ်။စူဒါကကစီပွားရေးတမတယောက်ဖြစ်ပြီးစွာထီကဒုနာတူတယောက်ဖြစ်ပါတယ်။လက်ထက်ပြီးနဲ့နန်းရဲ့ကြမှာပဲစွာထီကနောက်ကျောကိုက်ခဲနာခြင်းနဲ့ယောဂကိုရလာခဲ့ပါတယ်။သူ့အရာကတော့ယုံနဲ့မတတ်တာတော့စူဒါကနဲ့စွာထီကဆရာဝန်ကိုပြခဲ့ပါတယ်။ဆရာဝန်ကအကျော်စင်းနေဆရာကိုညွှန်ပြခဲ့ပါတယ်။သူဆရာကလာကြည့်ပဲဖြစ်ပါတယ်။ရန်နေငယ်မှာတော့စွာထီနဲ့စူဒါကရောအတူတွားခဲ့ပါတယ်။နောက်ပိုင်းစူဒါကရဲ့စီပွားရေးကိစ္စတွေနဲ့မှာအားတော့စွာထီတယောက်ထဲအနေခံမှုတွားခဲ့ပါတယ်။
ရလာနိုင်ငံကြတော့စွာတီနဲ့လာဂျစ်တယောက်ကိုတယောက်စစ်ကြိုင်းနေကြပါပြီစွာတီနဲ့ဆူဒါဂရရဲ့အင်းတော်ကြီးကအဆင်ပြေပါတယ်စွာတီကကွာရှင်းဖို့ပြောရအောင်လေခိုင်မာတဲ့အကြောင်းပြချက်မရှိခဲ့ပါဘူးကွာရှင်းခဲ့ရင်လည်းစွာတီကဆူဒါဂရရဲ့ပန်ဆယ်မှုအားလုံးကိုဆုံးရှုံးရမှာဖြစ်ပါတယ်အဲအကြောင်းစွာတီနဲ့လာဂျစ်ဆိုအကျဉ်းစီတစ်ခုလို့ဖို့စဉ်းစားနေကြပါတယ်ထုံဒီတနေ့မှာပဲသူတို့ရဝတ္ထုစကားကိုကြည့်ခဲ့ကြပါတယ်ပရိသတ်တို့တီချာမှာမင်းသားနှစ်ယောက်မျက်နှာလဲတဲ့ကားပဲဖြစ်ပါတယ်အဲဒီကားကိုကြည့်ပြီးစွာတီစိတ်ကိုတစ်ခုရခဲ့ပါတယ်အနေကစပြီးစွာတီကလာဂျစ်ကိုဆူဒါဂရလို့တူအောင်လေ့ကျင့်ပေးခဲ့ပါတယ်နေပုံထိုင်ပုံတွားပုံလာပုံစကားပြောပုံအားလုံးကိုလေ့ကျင့်ခဲ့ပေးပါတယ်နိုဝင်ဘာလ26ရက်2019သူတို့ဆွဲထားတဲ့ပလန်အတိုင်းလှုပ်ဆောင်အမေနေ့ကိုရောက်ရှိလာပါပြီအဲဒီနေ့ကတနင်္ဂနွေနေ့ပဲဖြစ်ပါတယ်ဆူဒါဂရအိမ်မှာရှိတဲ့အချိန်လေးပဲဖြစ်ပါတယ်စွာတီကသူနာပြုဆိုလို့စေအကြောင်းကတော့နားလဲပါတယ်သူတို့ဆွဲထားတဲ့ plan တွေအရဆူဒါဂရကိုမေ့စီတူပြီးမြင့်အောင်လုပ်ခဲ့ပါတယ်ထို့နောက်လာဂျစ်ကိုရင်းနဲ့ခေါ်ခဲ့ပါတယ်တန်ကြောင်နဲ့ခေါင်းကိုရိုက်ပြီးဆူဒါဂရကိုအမလင်တပ်ပလိုက်ပါတယ်ပြီးတော့သူမျက်နှာကိုမီးရှို့ခဲ့ပါတယ်အကေရလောင်းတွေးခဲ့တော့လည်းဘယ်သူမှမတီးအောင်လို့ပါပြီးတော့သူ့အလောင်းကိုတော်လေးယူသွားပြီးမီးရှို့ပြီးညှို့ခဲ့ပါတယ်အထောက်ထားတွေအားလုံးကိုလည်းဖျောက်ခဲ့ပါတယ်ဟလာပြီးတော့သူတို့ plan ရဲ့အဓိကအချက်ဖြစ်တဲ့ဆူဒါဂရရဲ့အစားထိုးဖို့ပဲဖြစ်ပါတယ်စကားမှကြည့်ထားတဲ့အတိုင်းနင်းနာလဲရမှာဖြစ်ပါတယ်နင်းနာလဲဖို့အတွက်လည်းနင်းနာပစ္စည်းဖို့လိုပါတယ်ထို့ကြောင့်စွာတီကလာဂျစ်ကိုသူ့မျက်နှာနဲ့ငယ်ကိုအဆင်းနဲ့လောင်းမိကိုပြောခဲ့ပါတယ်ကိုရဲ့အခြေအဆုံးသူကကိုရဲ့နင်းနာကိုအဆင်းနဲ့လောင်းအမကိုကြည့်ပြီးလာဂျစ်ကပြောမနေခဲ့ပါဘူးအစားမှာတော့ညင်းမိမယ်နောက်ဆုံးမှာတော့သဘောတူခဲ့ပါတယ်ဟလာနဲ့နိုဝင်ဘာလ29ရက်2019စွာတီကနိုင်ငံချင်းအစီကိုလာဂျစ်ရှင်းမျက်နှာပေါ်ကိုလောင်းခဲ့ပါတယ်နိုင်ငံကြတော့လာဂျစ်လည်းမခံနိုင်ပဲအော်ဟစ်ခဲ့ပါတယ်ထို့အချိန်မှာပဲစွာတီကလာဂျစ်ကိုချက်ချင်းစီးုံခေါ်သွားခဲ့ပါတယ်အဲအချိန်မှာပဲစွာတီကလာဂျစ်ကိုတူမကြီးခင်မောဆူဒါဂရဖြစ်ကြောင်းသူနာပြူတွေကိုပြောပြခဲ့ပါတယ်သူတို့ဖိုင်မီရတဲ့အကြောင်းကိုကြည့်ရမယ်ဆိုရင်လာဂျစ်ကစုပြုတ်မတော့တာနဲ့စားခဲ့ပါတယ်ပရိသတ်တို့မိကောင်းမြင်နိုင်မယ်လာဂျစ်ကစိတ်စုပြုတ်လေးပဲဘာလို့မတောက်ခဲ့ရလဲလို့ပြောရရင်လာဂျစ်ကတတ်လို့လုံးဝအတာမစားရဲ့လူတယောက်ပဲဖြစ်ပါတယ်စွာတီကလာဂျစ်ကိုဆူဒါဂရနဲ့တူအောင်လေ့ကျင့်ခဲ့ပေးပေမဲ့ဒီအချက်ကိုတတိမထားမိခဲ့တဲ့အတွက်ကြောင့်သူတို့နောက်ဆုံးတော့ဖိုင်မိခဲ့ရပါတယ်ဒီဇလန်ကိုမြည်ရွယ်ပြီးတော့ Netflix ကရိုက်ထားတဲ့ series လေးလည်းရှိပါတယ် series နာမည်လေးကတော့ The Killer Soup ပဲဖြစ်ပါတယ်ပရိသတ်တွေထဲမှာစိတ်ဝင်စားရလို့ရှိရင်အမှတော့ချီလို့ရပါတယ်ခင်ဗျဗီဒီယိုလေးကြရင် like ကိုနဲ့ share လုပ်ပေးတော့ပါအောင်ဗျနောက်ထပ်တက်လာမယ့် True Crime Story ရဲ့အတွက် channel လေးကို subscribe လုပ်ပေးတော့ပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ